ကျွန်တော်တို့ diode တွေတိုင်းလို့ရမယ်ပေါ့နော် current ampere အနေနဲ့ဆိုရင်4 ampere 40 ampere 400 ampere ဆိုပြီးတော့ပေါ့နော် range 3ခုအထိကျွန်တော်တို့ရွေးပြီးတော့တိုင်းလို့ရတယ်နောက်ဆုံးတစ်ခုကတော့ NCV function ဆိုတဲ့ဟာလေးကိုသုံးလို့ရမယ်ပေါ့နော်အဲ့တော့ AC voltage ကိုဘယ်လိုတိုင်းတော့မလဲဆိုရင် AC voltage ကိုတိုင်းနေတယ်ဆိုရင်ကျွန်တော်တို့ကဒီ AC sign လေးပါတဲ့ V ဆိုတဲ့နေရာလေးကိုခလုတ်ကိုအရင်ရွှေ့လိုက်ရွှေ့ပြီးသွားပြီဆိုတော့ဒီမှာ AC ဆိုတဲ့တင်ဂီတာလေးလည်းပေါ်လာပြီပေါ့နော်ပေါ်လာပြီဆိုတာနဲ့ကျွန်တော်က AC voltage ကိုစပြီးတော့တိုင်းလို့ရပြီအဲ့တော့အခုလောလောဆယ်အနေနဲ့ဆိုရင်ကျွန်တော်ဒါလေးကိုတိုင်းတော့မယ်ဆိုရင် product လေးတွေကိုအရင်ဦးဆုံးစိုက်ရမယ်အဲ့တော့အနက်ရောင်မှာအနက်ကြိုးလေးကိုထိုးလိုက်တယ်အနီရောင်မှာအနီကြိုးကိုထိုးလိုက်တယ်ပေါ့နော်ထိုးပြီးသားပြီဆိုတာနဲ့ကျွန်တော်တို့က AC voltage ကိုထောက်ပြီးတော့တိုင်းလို့ရပြီ AC voltage တိုင်းမယ်ဆိုရင်အခုလောလောဆယ်ကျွန်တော်ဒီမှာ block လေးတစ်ခုရယ်ကျွန်တော်တူးပင်ထိုးကောင်းလေးတစ်ခုရယ်ပေါ့နော်ကျွန်တော်တက်ထားပေးလိုက်တယ်ဒီမှာနီးနဲ့ကြိုးလေးနှစ်ခုနဲ့ပေါ့နော်အဲ့တော့ဒီမှာရှိနေတဲ့ plug ခုံတစ်ခုကိုကျွန်တော်မီး power ပေးလိုက်မယ်ပေးပြီးသွားရင်အခုလောလောဆယ်မှာဒါကတော့ power မဖွင့်ရသေးဘူးပေါ့နော်မဖွင့်ရသေးတဲ့အခြေအနေမှာ AC voltage ဘယ်လောက်ရှိလဲဆိုတာကိုကျွန်တော်တစ်ချက်ပြပေးမယ်ဒီကောင်ကိုကျွန်တော်မြင်တာအောင်ပေါ့နော်ဒီလိုလေးပြပေးမယ်အဲ့တော့မြင်နေရမယ်လို့ထင်ပါတယ်ဒါအခုလောလောဆယ်ရှိနေတဲ့ AC voltage က24 volt လောက်ပဲရှိရယ်26 volt လောက်ပဲရှိရယ်ပေါ့နော်ဒါကိုကျွန်တော် power ခလုတ်လေးဖွင့်လိုက်မယ်power ခလုတ်ဖွင့်လိုက်ပြီဆိုရင်တော့ဒီကောင်ရဲ့မီးအားဒီအခုလောလောဆယ်အဝင် voltage ဒီ226 volt ပြနေပါပြီ226 volt ဆိုတော့အခုလက်ရှိကျွန်တော်တို့ဒီမီးလိုင်းမှာရှိနေတဲ့ကောင်ဒီ226 volt ရှိရပေါ့နော်ဒါက AC voltage ကိုတိုင်းတာပါ AC voltage ကိုတိုင်းပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့က DC voltage ကိုတိုင်းလို့ရတယ် DC voltage ကိုတိုင်းနေတယ်ဆိုရင်တော့ဒီနေရာလေးကိုကျွန်တော်တို့ခလုတ်လေးကိုရွှေ့ပေးရမယ်ပေါ့နော်ဒါကတော့ DC တင်ဂီတာ sign လေးနဲ့ V ဆိုတဲ့ဟာလေးပါဒါကိုရွှေ့လိုက်ပါရွှေ့ပြီးသွားရင်တော့ကျွန်တော်တို့ DC voltage ကိုတိုင်းလို့ရပြီ DC voltage ကိုကျွန်တော်တို့ DC ပစ္စည်းတွေကိုတွားပြီးတော့တိုင်းရင်တော့ပို့ပြီးတော့အဆင်ပြေမှာပေါ့နော်အဲ့တော့ DC voltage ကိုတိုင်းမယ်ဆိုရင်အခုလောလောဆယ်ကျွန်တော်မှာဘုတ်ခုံလေးတစ်ခုရှိတယ်အဲ့ဒါကဘာလဲဆိုတော့အခုဒီနေရာလေးပေါ့နော်ဒီကောင်လေးဒီ DC voltage တွဲဖို့ဆိုပြီးတော့ထွက်တယ်အဲ့တော့အဲ့ DC voltage ကိုကျွန်တော်ထောက်ပြီးတော့တိုင်းပြပေးမယ်အခုဒီမှာဆိုရင်ကျွန်တော် product လေးထိုးလိုက်မယ်ဒီမှာလည်း product လေးထိုးလိုက်မယ်ထိုးလိုက်ပြီးသွားပြီဆိုရင်ခုလောလောဆယ် DC voltage ကိုသူဘယ်လောက်ပြပေးလဲဆိုတော့ကြတော့ကျွန်တော်တို့ဒီမှာပေါ့နော် 17.8 volt ဆိုပြီးတော့ပြပေးတယ်ဒီမှာလည်း DC ဆိုပြီးတော့ပြပေးတယ်ပေါ့နော်ကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးတွေ့လိမ့်မယ်ဒါဒီ DC voltage ကိုတိုင်းတာပါအဲ့တော့ကျွန်တော်တို့က battery တွေမှာသွားပြီးတော့တိုင်းမယ်ဆိုရင်လည်းတိုင်းလို့ရတယ်600 volt ထိတိုင်းလို့ရတယ်ပေါ့နော်အဲ့တော့ DC voltage ကိုတိုင်းနေတယ်ဆိုရင်အခုလိုပုံစံမျိုးလေးနဲ့တိုင်းလို့ရတယ် DC တင်ဂီတာ sign နေရာလေးတော့ရွှေ့ထားဖို့လိုအပ်တယ်ပေါ့နော်ဒါပြီးသွားပြီဆိုရင်ကျွန်တော်နောက်ထပ်ဘာရှိလဲဆိုတော့ကြတော့ continuity တွေတိုင်းလို့ရတယ် continuity ဆိုတာလည်းကျွန်တော်ရဲ့မိတ်ဆွေတွေအားလုံးသိပြီးသားပါconnection ရှိနေတာမရှိနေဘူးလားကိုစစ်ချင်တယ်ဆိုရင်ကျွန်တော် continuity တင်ဂီတာနဲ့ sign လို့ရတယ်ပေါ့နော်အဲ့တော့ continuity တိုင်းတော့မယ်ဆိုရင်ကျွန်တော်ကဗာလေးလုပ်ဖို့လိုအပ်တယ်ဆိုတော့ continuity နေရာလေးကိုကျွန်တော်အရင်ဦးဆုံးရွှေ့လိုက်ဒီမှာဆိုရင်ကျွန်တော်ရွှေ့လိုက်ပြီးရွှေ့ပြီးသွားပြီဆိုရင်ကျွန်တော်တစ်ခုနဲ့တစ်ခုပေါ့နော် connection တွေရှိနေသလားမရှိနေဘူးလားကိုကျွန်တော်လက်တွေ့တိုင်းပြပေးမယ်အခုဒီမှာဆိုရင်ကျွန်တော်ဗာနဲ့ပဲတိုင်းပြပေးမလဲဆိုတော့ကြတော့ဒီမှာရှိနေတဲ့ပေါ့နော်block လေးနဲ့ပဲကျွန်တော်တိုင်းပြပေးမယ်ဒီမှာဆိုရင်အနည်းငုံအနက်ငုံရှိတယ်ကျွန်တော်ဒီမှာတူးပင်ထိုးကောင်းတစ်ခုရှိရ